အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုနော့ဖြစ်ပါတယ်ဒီနေ့ဖေဖော်ဝါရီ10ရက်2026ခုနှစ်ဖြစ်ပါတယ်ဒီတစ်ခေါက်တော့တည်ငြိမ်မှုမရှိသောဒေတာများတွင်လက်နက်ကိုင်ဖွဲ့စည်းများကမူရစ်စေဝါထုတ်လုပ်ခြင်းတရားဇာတခိုးယူခြင်းများဖြင့်အာဓမကိုကျိုးစီဝါရှာနေတယ်လို့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ပြောတဲ့သတင်းကိုဝေမျှပေးကြပါတယ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကဒေတာအလိုက်လုံခြုံရေးနဲ့တည်ငြိမ်အေဂျင့်ရေးလုပ်ငန်းများကိုတက်မတော်မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့တာဝန်ရှိသူများအားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်းထို့သောဆောင်ရွက်ရာတွင်ဒေတာတွင်နေထိုင်သည့်တည်ငြိမ်အေဂျင့်မှုကိုလိုလားသောပြည်သူများ၏အားဖြင့်ပူးပေါင်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်းတည်ငြိမ်မှုမရှိသည့်ဒေတာများတွင်လက်နက်ကိုင်၍အကြမ်းဖက်လုပ်ရများဆောင်ရွက်နေသည့်ဖွဲ့စည်းများသည်၎င်းတို့၏ကိုကျိုးအတ္တများအတွက်မူရစ်စေဝါများထုတ်လုပ်ရောင်းချခြင်းများဒေတာအလိုက်ထွက်ရှိသည့်တရားဇာတာများကိုတရားမဝင်ထုတ်ယူခြင်းများဖြင့်အာဓမကိုကျိုးစီဝါရှာခြင်းများကိုလှုပ်ဆောင်နေကြခြင်းဖြစ်တယ်လို့ပြောပါတယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်သားရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကဖေဖော်ဝါရီ9ရက်ကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနေပြည်တော်ကောင်စီဥက္ကဋ္ဌတိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များနဲ့တွေ့ဆုံရမှာပြောကြားလိုက်တာဖြစ်ပါတယ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကဒေသမတည်ငြိမ်မှုများဖြစ်ပေါ်ပြီးအဆိုပါကြမ်းဖက်သမားများကြောင့်အခြေခံပညာကျောင်းများပိတ်ထားရခြင်းကြောင့်ကျောင်းနေရွယ်ကလေးများ၏အခွင့်အရေးများစွာဆုံးရှုံးလျက်ရှိကြောင်းပြည်သူလူထုတည်ငြိမ်အေဂျင့်မှုကိုအပြည့်အဝခံစားနိုင်ရေးတပ်မတော်၏အင်အားမြန်မာနိုင်ငံရဲတပ်ဖွဲ့၏အင်အားပြည်သူလူထု၏အင်အားများစုစည်း၍အကြမ်းဖက်သမားများကိုနှိမ်နင်းရမှာဖြစ်ကြောင်းတိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်မိမိတို့ဒေသအလိုက်တည်ငြိမ်အေဂျင့်ရေးလုပ်ငန်းများကိုအုပ်ချုပ်မှုနီလန်းစီမံခန့်ခွဲမှုနီလန်းများဖြင့်ပေါင်းဆက်ဆောင်ရွက်သွားကြရန်လိုကြောင်းနောက်တက်လာမည့်အစိုးရအတွက်အထောက်အကူပြုစေမည့်လုပ်ငန်းများအားလုံးကိုဆောင်ရွက်ပေးသွားရန်လိုတယ်လို့ပြောပါတယ်။ယင်းပြင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကကျောင်းနေရွယ်ကလေးများအားလုံးကျောင်းနေခြင်းသည်နိုင်ငံတော်၏အနာဂတ်တိုးတက်ရေးအတွက်များစွာအရေးကြီးကြောင်းကျောင်းသားကျောင်းသူများ၏တန်းစဉ်ကူးပြောင်းမှုများမြင့်မားလာစေရေးတက်နိုင်သည့်ဘက်မှဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်းကျောင်းသားကျောင်းသူများ၏ဘဝအတွက်နိုင်ငံတော်အတွက်အကျိုးဖြစ်ထွန်းစေမည့်ပညာရေးစနစ်ကိုဖော်ဆောင်ရန်လိုကြောင်းလူငယ်များနေဖြင့်၎င်းတို့ခြေတော်ပေါ်တွင်ကိုယ်တိုင်ရည်တည်နိုင်သည့်ပညာရေးများတက်မြောက်နိုင်အောင်ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ပြောပါတယ်အဆိုပါတွေ့ဆုံပွဲသို့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့အတူကော်မရှင်ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းနိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောအမှုဆောင်ချုပ်ဦးအောင်လင်းတွေကော်မရှင်တွင်ရေးမှုဗိုလ်ချုပ်ကြီးရဲဝင်းဦးကော်မရှင်ဖွဲ့ဝင်များပြည်ထောင်စုဝန်ကြီးများပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနေပြည်တော်ကောင်စီဥက္ကဋ္ဌတိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များရွေးကောက်ပွဲကော်မရှင်ဖွဲ့ဝင်များဒုတိယဝန်ကြီးများနဲ့တာဝန်ရှိသူများတက်ရောက်ခဲ့တယ်လို့သိရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုနော့ဖြစ်ပါတယ်